ကောင်မလေးကကျွန်တော်နဲ့အိမ်နီးနားချင်းဟုတ်လားသူမိဘရေစားကျွန်တော်အားထားတာပြောဦးရကျွန်တော်ပြောလို့ဆိုလို့ပြင်ပြီးတယ်လို့ချင်းငါပြောလို့လိုက်ပြောသားမှာဘာပြောอ่ะတေချာလို့လားဟောတေချာပါတယ်ဆိုမှာကပြောအဖေကိုရှဲတို့ရဲ့ပြောမင်းဒီရုပ်ကိုအဖေဆဲတို့ပြောဟာလေဒီရုပ်ကိုအဖေဆဲတို့ခေါ်နင်မပြောဘူးလားမပြောနင်ဘာလို့ပါအဖေခေါ်တာဘာဖြစ်လားဒါပဲပေါ့အဖေကိုရှဲတို့ရဲ့အဖေကိုရှဲတို့ရဲ့ဒါကောင်မလေးကနင်ပြည့်ဖက်မှာဟိုကျွန်တော်အမေလေအဖေကိုရှဲတို့ရဲ့ပြောမင်းဟုတ်လားတဆင်းနဲ့ကမြင့်လာပြန်မင်းရလေအဖေဆိုလဲလုံလောက်ပြီလေကျွန်တော်အမေလင်ကိုရှဲတို့ဆိုတော့ဒါလေးပြောဆိုမပြောနဲ့ကိုလည်းစိတ်ကလည်းတိုးကြခြေတော့ဖြတ်ပြီးမှတော်တော်စိတ်တိုးနေမရဘူးဘာပွေရတယ်ခါလဲမပြောဟာငါကျွန်တော်အမေလင်ကိုရှဲတို့ရဲ့ဟိုကျွန်တော်အမေဘေးနားမှာကွေးလေးနေတာအဖေကိုရှဲတို့ရဲ့ပြောအဲ့ဒါလွန်လာပြီကောင်ဟာခင်ဗျားတော့မင်းလွန်ပြီကွာကွေးအိတ်တာပဲဘာဖြစ်သေးလို့လဲမရဗျာအမေဘာလုပ်လို့ရလဲဟုတ်တယ်ဘာလုပ်လို့ဟုတ်လားကွေးလေးအိတ်အောင်နေအိတ်တာဟုတ်ကျွန်တော်အမေဘေးကွေးလေးအိတ်နေတဲ့အဖေကိုရှဲတို့ရဲ့ပြေးကိုဖက်မှာစိတ်တိုင်းကြမှာပါအဖေကိုရှဲတို့ကအဖေကိုရှဲတို့ကမေသူကျော်လေးကိုယူဆိုရင်ယူပါမယ်ယူပါမယ်မယူနဲ့ဆိုရင်မယူပါဘူးမယူနဲ့ဆိုရင်မယူပါဘူးမယူနဲ့လားမယူကဲမှတ်တာတနာယူခမ်းမှာကောင်းတာနော်တကယ်လို့ရင်းတနာယူခမ်းမှာကောင်းတာကျွန်တော်ရှိတယ်ကိုကျွန်တော်ရအောင်ပြောပေးမယ်လာပြန်ညပြူတကယ်ပြောတာငါဘက်ကိုရောက်ပါမလားကိုစီရောက်မှာစိတ်ချကိုစီကိုရောက်ကိုပို့လိုက်မယ်ကိုငါထင်ကိုမတင်ဘူးဗျရောက်ကိုပို့လိုက်မယ်သုံးကလို့ကောင်မလေးကကိုပွေပြီးတော့ခေါ်သွားမှာဟောငါသုံးကလှုပ်လိုက်ရင်ဟုတ်ပြီဟုတ်လေသူခိုင်းတယ်လို့ကျွန်တော်စကားကိုနားထောင်လေကျွန်တော်ပြောတာလေးလို့ကျွန်တော်ခိုင်းတယ်ငမောရေတော့ဘဟေစုကိုမကအောင်မလေးဆရာရဲ့စပ်ဖြင်းပြင်းကြီးဟောဒါလေးပဲပြောရမှာကျွန်တော်သုံးကလှုပ်လိုက်သုံးကလေးပဲဟုတ်ပြီသုံးကလေးဒါလေးထိုင်ဒီဘက်ကလေးထောက်တာဟုတ်ပြီကျွန်တော်ကကိုမရေတော့ဘဟေစုအောင်မလေးဆရာရဲ့စပ်ဖြင်းပြင်းကြီးငါလိုက်တာစပ်ဖြင်းပြင်းကြီးသုံးကပဲလို့ကောင်မလေးပြေးပဲဟုတ်ကဲ့ဟုတ်ပြီကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နားလိုက်တာစပ်ဖြင်းပြင်းကြီးကောင်မလေးကကြည့်နေပြီစိတ်လိုက်ကြမယ်ကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နားလိုက်တာစပ်ဖြင်းပြင်းကြီးပြုံးနေပြီခြေလမ်းနေပြင်းနေပြီဟုတ်ပြီကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နားလိုက်တာစပ်ဖြင်းပြင်းကြီးဦးကြီးနဲ့ဦးမောကဘာဖြစ်ပြန်ပြီလဲဘာမှမဟုတ်ကိုမောကိုလိတ်ခေါင်းဖြတ်ပေးနေတာလေမင်းဖြတ်စရာမလိုပါဘူးငါသေခွေးပြင်းနေငါခုပါမယ်ကိုမောအလကအသားလို့အယိုးတောင်းတာကိုငင်းရဘာယူလို့ကိုငင်းရကောင်လေးကစကားမပြီးကျွန်တော်ပြောသလိုလားလို့ကောင်မလေးနဲ့ကျိန်းနေညာတကယ်ပြောတယ်နော်ညာတွင်းချင်းတော့လက်ထက်ကလက်ထက်ဒါမဲ့ရုပ်ကလေးကတနာတရားရုပ်ကလေးဖြစ်အောင်တနာတရားရုပ်လက်ကလေးကိုဒီလိုခွင်လိုက်ဟုတ်ပါပြီဟုတ်ပြီအောင်ရွက်ပြီးတော့အမေလေးရိုးကြပါဦးဗျာပုံးပါပဲလို့ကောင်မလေးလုံးကြပါဦးဗျာပြောနေပဲကောင်မလေးကကောက်ယူမှာပြေးပြီးပတ်နှောင်းမှာလွယ်လေးပြေးအောင်နဲ့ဒိန်းနောင်ဗျာဖြည်းဖြည်းလုံးတော့ကောင်မလေးပြောတာအရာမဖိုက်နဲ့ကိုကြီးညာရားတတ်တယ်သိတယ်လို့အဲ့ဒါကြောင်မြက်လူတွေမှသိတာအမေလေးဟုတ်ပြီအမေလေးလုံးကြပါဦးဗျာဟုတ်ပြီနဲ့လိုက်ပြီလာပြီတခါအောင်မလေးရလုံးရပါဦးတခါရှိပြီနောက်တခါပြေးတော့ပြေးလာတယ်ဖြည်းဖက်လို့ပြလာတော့အောင်မလေးရလုံးရပါဦးတခါရှိပြီလာပြီသုံးကဖက်နော်အောင်မလေးရလုံးရပါဦးဦးတို့ဘာဖြစ်နေတာတော့ဘာမှပြတာမဟုတ်ပါဘူးအဲ့ဒါ9ယောက်ခမကြီးချမ်းမေမောပြုတ်ကြလို့ဘောတားလည်းတကယ်လူကြီးတွေဟဲ့ဒီ4ယောက်စလုံး4ယောက်စလုံးကတော့ဒါကန်ဆိုးမဲ့နဲ့ရမယ်ကန်စမ်းမဲ့ကျွန်တော်ပြောလို့သုံးကလို့ကောင်းမလေးကသူချစ်တဲ့သူကိုသူကသူရွေးချယ်ပိုင်မှုရှိတယ်သူချစ်တဲ့သူကိုသူပြေးဖက်ပြီးတော့ခေါ်သွားလိမ့်လေးကလုံးလုံးမရဘူးသုံးကမရဘူးအဲ့လောက်ပြန်ကောင်းမလေးကကျမ်းမာရေးမကောင်းဘူးနော်ဟုတ်ပြီနော်သုံးကပဲနော်လေးကမရဘူးသုံးကပဲနော်ဟိုဘက်ကိုသွားလိုက်ဟိုဘက်ကိုသွားဟုတ်လားဘသူတွေ4ယောက်စလုံးကျွန်တော်ခိုင်းတဲ့အတိုင်းလို့ကျွန်တော်ပြေးဆိုရင်ပြေးဝစ်ဆိုရင်ဝစ်သုံးကပဲလို့ကောင်းမလေးကြိုက်တဲ့လူကိုပွေ့ထုတ်သွားလိမ့်ဟုတ်ပြီနော်အစင်းလေးပြင်လားကိုမလေးကမလေးနှခမ်းမွေးကိုအသေးရနေတာခါငါ့ကိုဖြစ်မယ်ငါ့ကိုပြောတာပါတတ်မယ်ပြေးတော့ငါပြေးလို့ရပါကြာမရှိပြေးဆိုရင်ပြေးဝစ်ဆိုရင်မလို့ချင်ဘူးလားမလို့ချင်ဘူးလားချောင်းပြေးတတ်မယ်1 2 3ပြေးဝစ်ကောင်းမလေးကြည့်နေပြီပြေးအားဆောက်ရပါဝစ်ရှဲတော့တတ်နေတာပြေးဒါတိတယ်ရှဲတော့
ချိန်မဲ့ရေးစရာအငိမ့်ပွဲကြီးကပြီးဆုံးတော့မှာမဟုတ်လို့လေသမီးကရှူစားအပြင်းနေကြတဲ့ပြိတ္တကြီးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ထုတ်ဆက်လိုက် နေတယ်မနေတယ်ဘောက်တာအဲ့ဘောက်တာ လုံးကြပါဦးဟာ အဲ့ဘောက်တာ ညညလုံး ဟုတ်လေသမီးလေးမေးသူကျော်သမီးလေးကဆေးကြောင်းနေလိမ့်လို့ညင်းတယ်မကျော်နားမလဲဘူးဆိုတော့ဦးကနားသဘောပေါက်တယ်ဒါပေမဲ့အညင်းရဲ့ထုံးတယ်ဦးလို့ပြောတယ်နှုတ်ဆက်စကားပြောဆိုဦးညင်းညန်းရေဦးမော့ရေဦးရှဲတို့ရေကိုရင်းနောင်ဦးပေတို့ကလူရှင်တွေနှုတ်ဆက်စကားတွေအဲ့လိုပြောရတယ် တော့နှုတ်ဆက်နေတာလေ အမေကတော့မဟုတ်ဘူးငါတို့ကမကတော့ဘူးလား နင်းရတယ်တို့နင်းကပြောနေတာလေးလျှောက်ပြောနင်းဘေးနားမှာတို့ကရက်နေတို့ကအမျော်ကောင်းကြီးကြာနေတာနော် ဟုတ်တယ်လားဗျာ ဘာလို့ဟာလား ဘုရားလည်းဘာမှလည်းမသိ ဘာမှမသိဘူးလားဈေးခေါ်သွားတယ်တွေ့လားဝယ်ပါယူပါနဲ့ကြာဝယ်တယ်ဟုတ်ပါမင်းလိုက် နှစ်ဆောက်ထိုး